ကျမငယ်ငယ်တုန်းကအန်ဒီရများတဲ့လမ်းတွေဖြတ်တန်းရတဲ့အခါအမေလက်ကလေးတွဲထားရင်ဘာမှကြောက်စရာမလိုပဲဖြတ်ကျော်ခဲ့ဘူးပဲခွန်အားကြီးဆုံးလက်ကလေးကိုကင်ထားရတဲ့အချိန်တွေကဘဝမှာအပျော်ရွှင်ဆုံးချိန်တွေပါပဲမေဟယ်လိုမေကောင်းလားမင်းနေကောင်းပါရဲ့သမီးရဲ့အခုတော့အမေလက်ကလေးကိုကျမပြန်ကာဝယ်ရမယ့်အချိန်မေနေ့အသက်55နှစ်အိမ်မပြန်ဖြစ်တာကြာလာပေါ့တစ်နှစ်မှာတစ်ခေါက်တော့အမေရင်ခွင်စီမရောက်ဖြစ်ဘူးဆိုရင်ကျမတို့အမေနဲ့ဘယ်နှခေါက်ပဲတွေ့ဝင်ရှိတော့မလဲကဘာပေါ်မှာအလှပဆုံးနဲ့အတန်ပါဆုံးအမေလက်ကလေးကိုတူတူကာဝေးကြရအောင်